နားပုံးလေးဖွင့်ပြအောင်နော်ဟာမင်းဒိုင်းနဲ့ဝင်လို့မရဘူးဝင်မရှိဘူးနော်မင်းပြန်လိုက်တော့ဟာမဟုတ်လေကွဒါကြီးကျွန်တော်ပုံမှန်ရမှာလေကွမရဘူးလေလုံးဝမရဘူးနော် မရလဲသွားတယ်ဗျာဟာဟေ့မရဘူးလို့ဟာဟာလာမယ်နောက်တစ်ယောက်ဒါကြီးလုံးဝပို့လို့မရဘူးနော်ပြန်လိုက်တော့ဘာကိစ္စပို့မရမှာတော့ပို့စားကြီးကပို့ရမှာကြောင်တော်နဲ့ဘာကြီးလာပြောနေတာလာပြန်ပြီ你那边嘞？ပစ္စည်းဖို့ဘာပစ္စည်းလဲမဟုတ်ငါညီတော့ဘယ်သွားကြမလို့လဲပီဇာဘာကကြက်ကြော်ကိုမွန်းအစီကြာစေးကိုတနေ့တစ်လုံးပုံမှန်တောက်ရုံနဲ့အစီပိုတွေကိုလောင်ကျွမ်းစေနိုင်ပြီးဖိုင်ဘာဓာတ်ကျွဲဝမှုကြောင့်ဝမ်းမှန်စေကအစားအစာတွေကအစီပိုတွေကိုစုပ်ယူပေးနိုင်ပြီးတော့ဇီဝဖြစ်ပျက်မှုတွေကိုအားတိုးစေပြီးခုခံအားကောင်းစေပါတယ်။